အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ The Ghost Myanmar Radio ကနေပြန်လည်ကြိုးဆိုပါရခင်ဗျာဒီဖြစ်ရမှန်ဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာပါအခုထိအဲ့ဒီနေရာကိုပြန်မသွားရဲတော့ပါဘူးကျွန်တော်ကတရေကိုယုံတဲ့သူမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီညကဖြစ်ခဲ့တာတွေကအိမ်မက်လို့လည်းပြောမရအမြင်မားတာလို့လည်းပြောမရတဲ့အရာတွေပါအဲ့ဒီနှစ်မှာကျွန်တော်တငယ်ချင်း၄ယောက်အလုတ်ပင်ပန်းတာကြောင့်နှစ်ရက်ထဲခရီးထွက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်booking အားလုံးကိုကျွန်တော်တငယ်ချင်းတယောက်ပဲလုပ်ထားတယ်ကျွန်တော်တို့ကဘေးနီးယာဘလို့အခန်းဆိုတာမသိဘူးကာမောင်ရင်နေရတခါဝင်းလေစားတောက်နေရင်တီးခေါ်ခန်းကိုရောက်တဲ့အချိန်ည6နာရီခွဲလောက်ရှိနေပြီအဲ့ဒီနေရာကရေကအကြီးတစ်ခုဘေးမှာစောက်ထားတဲ့ resort လေးပါအခန်းတစ်ခုနဲ့တစ်ခုကအတော်ဝေးတယ်နီးဘက်ဆိုရင်လှတယ်ဒါပေမဲ့ညရောက်တော့တိတ်ဆိတ်လို့နဲ့ငှက်တန်တောင်မကြားရဘူး reception မှာအသက်50ကျော်အမျိုးသမီးတစ်ယောက်ပဲရှိတယ် check in လုပ်ပြီးတော့ယူတဲ့အချိန်သူကကျွန်တော်ကိုကြည့်ပြီးပြောတယ်ည12နာရီကျော်ရင်ဘသူခေါ်အပြင်မထွက်ကျွန်တော်ကရေးပြီးဘာလို့လဲအန်တီလို့မေးလိုက်တော့သူကအဖြေမပြီးဘူးခဏလောက်ညင်နေပြီမင်းတို့ကအဲ့ဒီမှုပြောတာလို့ပဲပြောတယ်အဲ့ဒီစကားကကျွန်တော်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ဒါပေမဲ့တငယ်ချင်းတွေကတော့ marketing လုပ်တာပါကွာဆိုပြီးရေးနေကြတယ်ကျွန်တော်တို့အခန်းကိုရောက်တော့ရေကန်ဘက်ကိုမျက်နှာမူထားတယ်တစ်သားအိမ်အောက်မှာပေါ်မှာတစ်သားရှောက်လဲအိမ်ထဲဝင်လိုက်တာနဲ့တစ်သားနဲ့အဆူတန်းနဲ့နေ့တစ်ခုခုပုံမိတယ်လို့အနံ့တစ်ခုရလာတယ်ကျွန်တော်ကမေးလိုက်တယ်မင်းတို့အနံ့ရလားတငယ်ချင်းတွေကတစ်သားဟောင်းနှံ့မယ်လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်အတွက်တော့အဲ့ဒီအနံ့ကတာမန်မဟုတ်ဘူးည9နာရီလောက်မှာကျွန်တော်တို့အပြင်ထွက်ပြီး BBQ လှုပ်စားကြတယ်တဲကိုကန်းတစ်ခုလုံးမှာကျွန်တော်တို့အဖွဲကလွဲပြီးတခြားဧည့်သည်မတွေ့ရဘူးဒါပေမဲ့ရေကန်တစ်ဖက်ကန်းမှာတော့မီးတစ်လုံးလင်းနေတာကိုတွေ့ရတယ်တငယ်ချင်းတစ်ယောက်ကအဲ့ဒီဘက်လေအခန်းရှိမှာပေါ့လို့ပြောလိုက်တယ် reception မှာမေးတော့အမျိုးသမီးကြီးကမျက်နှာတင်းသွားပြီးအဲ့ဒီဘက်ကိုဘယ်သူမှမသွားဘူးလို့ပဲပြန်ဖြေတယ်ဘာကြောင့်လဲလို့ထပ်မေးတော့ညကြီးဆိုမေးမနေနဲ့လို့ပြောပြီးလှည့်ထွက်သွားတယ်ည7နာရီခွဲမိုးကဖွဲဖွဲရွာလာတယ်တငယ်ချင်းတွေအိတ်ကုန်ပြီကျွန်တော်တယောက်တည်း YouTube ကြည့်ရင်အိတ်မပျော်သေးဘူး12နာရီထိုးတာနဲ့ပတ်ဆိုတဲ့အတန်တစ်ချက်ကြားလိုက်ရတယ်အစားကတော့တစ်သားကြေတန်လို့ထင်လိုက်တယ်ဒါပေမဲ့ပတ်ထုတ်တော့အတန်ကတဖြည်းဖြည်းနီးလာတယ်အတန်ကတစ်သားလျှောက်လန်းပေါ်လူတစ်ယောက်ခြီပလာနဲ့ရှောက်လာတယ်လို့ပဲကျွန်တော်ပဒင်းပေါက်ကနေချောင်းကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့ခြီလန်းတန်ကတော့စကြားနေရတယ်တဖြည်းဖြည်းအတန်ကအခန်းရှိကိုရောက်လာတယ်ပြီးတော့ရက်သွားတယ်တစ်စက္ကန့်နှစ်စက္ကန့်တိတ်ဆိတ်နေတယ်ရုတ်တရက်ထုတ်တကားကို3ချက်တိတိခောက်လိုက်တယ်ကျွန်တော်နှလုံးခုန်တန်တော့ပူနာတွေပြန်ကြားရတဲ့အထိတိတ်ဆိတ်နေတယ်တငယ်ချင်းတွေကိုနှိုးလိုက်တယ်ဟေးကြားလားသူတို့အိပ်ပျော်နေတာကပုံမှန်မဟုတ်ဘူးလှုပ်လဲမနိုးဘူးဟော်လဲမထူးအဲ့ဒီအချိန်မှာတကားအပြင်ကနေအတန်ထွက်လာတယ်အတန်ကအမျိုးသမီးတယောက်ရဲ့အတန်အေးလေးတားရီတကားဖွင့်ပြီးကျွန်တော်တရုတ်ခုအေးဆက်သွားတယ်ကျွန်တော်အမေကဒီခရီးကိုလိုက်မလာဘူးဒါဆိုအပြင်မှာဘာလို့လဲအပြင်ကအတန်ကတားရီတကားဖွင့်ပြီးတကားပဲပြောတာမဟုတ်ဘူးတဖြည်းဖြည်းပူနီးလာသလိုပူတိုးလာသလိုအဲ့ဒီအတန်ကကျွန်တော်နားထဲကိုတိုက်ရိုက်ဝင်လာသလိုခံစားရတယ်ကျွန်တော်ဖုန်းကိုကောက်ယူပြီးအချိန်ကြည့်လိုက်တယ်12နာရီ23မိနစ် reception ကအန်တီပြောခဲ့တဲ့စကားကိုရုတ်တရက်သတိရသွားတယ်ည12နာရီကျော်ရင်ဘသူခေါ်အပြင်မထွက်နဲ့အဲ့ဒီအချိန်မှာတကားလက်ကင်ကတစ်ချက်လှုပ်သွားတယ်ပြီးတော့ကလစ်လက်ကင်ကိုအပြင်ကနေလှည့်နေတဲ့အတန်တကားက lock ချထားလို့မပွင့်ဘူးဒါပေမဲ့လက်ကင်ကတော့ဖြည်းဖြည်းချင်းလှုပ်နေတော့တယ်ကျွန်တော်အသက်တောင်မရှူရတော့ဘူးရုတ်တရက်တကားခုတ်တန်ရက်သွားတယ်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်ထင်လိုက်တယ်ပြန်သွားပြီထင်တယ်ဒါပေမဲ့
ဒုအတန်ကဒီတကားကမဟုတ်တော့ကျွန်တော်ခေါင်းရင်းကပတင်းပေါက်ဒုတရုတ်ယောက်ကမှန်ကိုလက်နဲ့ခုတ်နေသလိုပဲကျွန်တော်မကြည့်ရဘူးဒါပေမဲ့မတိစိတ်ကကြည့်ချင်နေတယ်ဖြည်းဖြည်းချင်းပတင်းပေါက်ဘက်ကိုမျက်လုံးလှည့်လိုက်တယ်အစကဘာမှမတွေ့ဘူးဒါပေမဲ့မူးရည်စက်တွေကြားကနေအဖြူရောင်မျက်နှာတစ်ခုမှန်နေကတ်နေတယ်မျက်လုံးနှလုံးကကျွန်တော်ကိုပဲစိုက်ကြည့်နေတယ်နှုတ်ခမ်းကတဖြည်းဖြည်းပြုံးလာတယ်ကျွန်တော်အော်ဖို့ကြိုးစားတယ်အတန်မထွက်ဘူးကိုလည်းမလှုပ်နိုင်ဘူးအဲ့ဒီအဖြူရောင်မျက်နှာကမှန်ကိုမခွာဘူးတစ်ချက်မှမျက်တောင်မခတ်ဘူးပြီးတော့ဖြည်းဖြည်းချင်းလက်တစ်ဖက်ကိုမြှောက်လိုက်တယ်လက်ညှိုးနဲ့အခန်းလေးကိုညှို့တယ်ကျွန်တော်လှည့်ကြည့်လိုက်တော့ကျွန်တော်တငယ်ချင်း၃ယောက်ကအိယာကနေမရှိတော့အခန်းထဲမှာကျွန်တော်တယောက်တည်းကျွန်တော်နှလုံးခုန်တန်းကနားလေးပြန်ကြားရတဲ့အထိညံလာတယ်သူတို့ဘေးရောက်သွားတာလေအဲ့ဒီအချိန်အခန်းအပေါ်ထဲညနေချက်ကနေတောက်လူတယောက်လမ်းလျှောက်တယ်အပေါ်မှာတယောက်ယောက်ရှိနေတယ်အပေါ်ထက်ကတောက်ဆိုတဲ့ခြိလန်းတန်ကပူနီးလာတယ်ဒါပေမဲ့ကျွန်တော်တို့ငှားထားတဲ့အိမ်ကတစ်ထပ်သေးပဲအပေါ်ထက်ဆိုတာမရှိဘူးဒါဆိုဘသူလမ်းလျှောက်နေတာလဲကျွန်တော်တကူလုံးအေးဆက်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖုန်း screen ကရုတ်တရက်လင်းလာတယ် signal မရှိတဲ့နေရာမှာ notification တခုတက်လာတယ်မကြည့်နဲ့ပူလေသူနာမည်မရှိဘူးနံပါတ်လည်းမရှိဘူးကျွန်တော်ထိတ်လန့်သွားပြီး screen ကိုထပ်ကြည့်လိုက်တော့စာကပျောက်သွားပြီခြေလန်းတန်ကရပ်သွားတယ်အခန်းထဲမှာတိတ်ဆိတ်သွားပြန်တယ်ဒါပေမဲ့တိတ်ဆိတ်တာကပူကြောက်ဖို့ကောင်းတယ်ယူတီရဲ့အခန်းတောင်မှာရှိတဲ့ TV အဟောင်းကြီးကဆိုပြီးသူ့အလိုလိုပွင့်လာတယ်လိုင်းမမိတဲ့ TV screen အဖြူရောင်ကလှုပ်ခါနေတယ်ပြီးတော့ screen ပေါ်မှာလူတစ်ယောက်ပေါ်လာတယ်ရီဆိုနေတဲ့အမျိုးသားတစ်ယောက်မျက်နှာကိုမမြင်ရဘူးခေါင်းငုတ်ထားတယ်သူကဖြည်းဖြည်းချင်းခေါင်းမော်လာတယ်မျက်နှာတစ်ခုလုံးရည်နီးတွေနဲ့ဖုံးနေတယ်မျက်လုံးနှလုံးကလုံးဝအဖြူရောင်ပဲ TV ထဲကလူကလက်တစ်ဖက်ကိုဖြည်းဖြည်းချင်းညှောက်လိုက်တယ်ကျွန်တော်ထင်တာကသူက TV ထဲမှာပဲရှိနေမယ်လို့ဒါပေမဲ့သူ့လက်က screen ထဲကနေအပြင်ကိုထွက်လာတယ်ကျွန်တော်နောက်ကိုဆုပ်ချင်တယ်ဒါပေမဲ့ကိုကမလှုပ်နိုင်ဘူးအသက်တောင်ရှူမရတော့ဘူးအဲ့ဒီချိန်အပြင်ကရည်တံထက်ကြရတယ်ရည်တံကအင်းတပတ်လုံးပတ်ပြီးထွက်နေတယ်လို့ပဲတကားပတင်းပေါက်နေရဘယ်နေရာကလာမှမသိဘူးယူတီရဲ့အိမ်တလုံးလုံးမီးပြတ်သွားတယ်အမောင်ထဲမှာ TV screen တစ်ခုတည်းပဲလင်းနေတယ်အဲ့ဒီလူက screen ထဲမှာမရှိတော့ဘူးကျွန်တော်ရှိအခန်းထဲမှာရပ်နေပြီရည်ဒီတဆဆကြနေတယ်သူချီတော့အောက်ကတစ်သားချမ်းပြင်ကစိုးရွှဲလာတယ်သူကခေါင်းကိုဖြည်းဖြည်းချင်းမှုတ်ပြီးအတန်တူတူနဲ့ပြောလိုက်တယ်ဒီညမင်းကငါနေရမှာအေးရမယ်အဲ့ဒီစကားပြီးတာနဲ့ကျွန်တော်မျက်စိရှိအားလုံးမဲမောက်သွားတယ် ကျွန်တော်တတိပြန်ရလာတဲ့အချိန်ဘရင်ပေါက်ကနေနေရောင်ဖြော့ဖြော့ဝင်လာနေပြီဖုန်းကိုကြည့်လိုက်တော့မနက်9:18မိနစ်ကျွန်တော်အိပ်ယာပေါ်မှာလေးနေတယ်ဒါပေမဲ့တကူလုံးအေးစပ်ပြီးဆူရွှဲနေတယ်လက်ကိုကြည့်လိုက်တော့ရှွတ်နေရည်ညှိတွေကတ်နေတယ်အိပ်ယာပေါ်မှာအဲ့ဒီလိုရှွတ်နေဘလို့ရောက်လာတာလဲကျွန်တော်မစင်စားနိုင်တော့ဘူးတငယ်ချင်းတွေကတော့ဘာမှမဖြစ်ခဲ့တယ်လို့နိုးလာကြတယ်မင်းမျက်နှာကြီးဖြူနေတာဘာဖြစ်တာလဲလို့မေးကြတယ်ကျွန်တော်ညကကြုံခဲ့သမျှအကုန်ပြောပြလိုက်တယ်ဒါပေမဲ့ဘသူမှမရှုံးအိမ်မက်တာပါလို့ပဲပြောကြတယ်ချက်ကောက်လုပ်ဖို့ reception ကိုရောက်တော့မင်းညကအမျိုးသမီးကြီးကိုမတွေ့တော့ဘူးအဲ့ဒီအစားအသက်60ကျော်အဖိုးတစ်ယောက်ထိုင်နေတယ်ကျွန်တော်မေးလိုက်တယ်မင်းကအန်တီဘေးသွားတယ်အဖိုးကြီးကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးဘေးအန်တီလေလို့ပြန်မေးတယ်မင်းက checking လုပ်ပြီးတဲ့အန်တီလေ
ကျွန်တော်ပြောလိုက်တော့အဖိုးကြီးရဲ့မျက်နှာအယောင်ပြောင်းသွားတယ်သူကတိတ်တိတ်လေးထိုင်နေဒီ resort မှာ receptionist ကငါတယောက်တည်းရှိတာလို့ပြောလိုက်တယ်ကျွန်တော်ချက်ချင်းအေးခေသွားတယ်မဖြစ်နိုင်ဘူးမင်းညာကကျွန်တော်နဲ့စကားပြောတာသူ့ဝီအဖိုးကြီးကတပ်ပြင်းချလိုက်တယ်ပြီးတော့ reception နောက်ကတပ်ပုံဟောင်းတပ်ပုံကိုညွှန်ပြတယ်အဲ့ဒီတပ်ပုံလေးမှာလူငယ်တွေနှစ်များစွာက resort ဖွင့်ပေးဖို့အလေမှာရက်နေတဲ့အမျိုးသမီးမင်းညာကကျွန်တော်တွေ့ခဲ့တဲ့သူနဲ့တပ်ပုံစံတွေသူကဒီ resort ရဲ့ပိုင်ရှင်လူငယ်တွေ15နှစ်ကရေကန်ထဲမှာနေသေးခဲ့တာကျွန်တော်နားထဲမှာစကားတန်ဒီအဝီးကလာတယ်လို့ဖြစ်နေတယ်ကားဘုံပြန်တက်ပြီး resort ကထွက်လာတဲ့အချိန်နောက်ကြီးမှဒီကိုမတိုးတဆကြည့်မိလိုက်တယ် reception ရှိမှာအဖြူရုံအုံကြီးဝတ်ထားတဲ့မျိုးသမီးကြီးကကျွန်တော်ကိုပြုံးပြီးလောက်ဝေးရမ်းနေတယ်ကျွန်တော်အမြန်ပြန်လှည့်ကြည့်လိုက်တော့ဘသူမှမရှိတော့အဲ့ဒီဒီကစားပြီးကျွန်တော်ညာတိုင်းရေစက်ကြတာကိုအိမ်မက်ထဲမှာကြားနေရတယ်တချို့ညတွေကိုအရာဘေးမှာရှုံဆိုပြီးချီရတချို့ပေါ်လာတတ်တယ်အဆုံးဆုံးကတခါတလေအိပ်ဖြိုခံနေတိုင်းနာကပ်ပြီးအမျိုးသမီးတယောက်ရဲ့အတန်ကိုကြားရတယ်နောက်တစ်ခေါက်ပြန်လာအောင်ကျွန်တော်အဲ့ဒီ resort ကိုပတော့မှပြန်မသွားတော့ပါဘူးဒါပေမဲ့အဲ့ဒီအတန်ကတော့ဒီနေ့အထိပြန်မသွားသေးပါဘူး ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုထိတ်လန့်စရာ horror story တွေတရေဇက်လန်းတွေဖြစ်ရမှန်လျှို့ဝှက်စမ်းကြယ်ဗီဒီယိုအသစ်တွေကိုမလွတ်ချင်ဘူးဆိုရင် The Ghosts Myanmar Radio's channel လေးကို subscribe လုပ်ပြီး notification bell ကိုဖွင့်ထားပေးပါဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင် like လုပ်ပေးပါဦးသင်ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦးတငယ်ချင်းတွေနဲ့လည်း share လုပ်ပေးပါဦးနောက်ဗီဒီယိုမှာပိုပြီးထိတ်လန့်စရာဇက်လန်းအသစ်တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ